Redmi K90 Pro Max ရဲ့ limited edition ဖြစ်တဲ့ Lamborghini edition အကြောင်းကိုနည်းနည်းလေးလိုရှင်းလေးပြပြပေးမယ်။ဒီဗီဒီယိုမှာတော့ Redmi K90 Pro Max ရဲ့ Lamborghini edition ကဘယ်နေရာလေးတွေပြောင်းလဲသွားတာလဲ။ဘူးထဲမှာရောဘယ်လိုမျိုးလေးတွေပြောင်းလဲသွားလဲ။ဒီအကြောင်းလေးကိုပြပြပေးမယ်။ဆိုတော့ Redmi K90 Pro Max Lamborghini edition အကြောင်းလေးကိုစပြောအောင်။ဒီသာထင်ရှားတာက K90 Pro Max ဆိုရင်ကျွန်တော်တို့မျက်စိထဲမှာတွဲပြီးမြင်တာက Boss Audio တွဲပြီးမြင်တာ K90 Pro Max ရဲ့ original ရဲ့အနောက်က camera ဘက်မှာဆိုရင် Boss Audio logo လေးပါတယ်ဒါပေမဲ့ဒီ K90 Pro Max Lamborghini edition မှာကြတော့ Boss Audio ဆိုတဲ့နေရာလေးမှာ Redmi ဆိုတဲ့ logo လေးဖြစ်သွားတယ်ပြီးတော့ speaker လေးကိုလုပ်ပေးထားရတယ်တော်တော်လေးကိုမှလှတယ်ပြီးတော့ camera ဘက်ကလည်းပုံမှန်4000ပုံစံမဟုတ်တော့ဘဲနဲ့ Lamborghini ကားရဲ့အရှိရမိခွက်လိုမျိုးလုပ်ပေးထားတာဆိုတော့တော်တော်လေးတော့ကြည့်ရတာမိုက်တယ်ပြီးတော့အနောက်ကတခြားလည်းတော်တော်လေးကို smooth ဖြစ်တယ်ကန်ရတာလုံးဝကို solid ပဲလက်ထဲမှာလက်ရည်ပဲမထင်ဘူးဘေးပေါက်နေရအစအနောက်ကကြောဘတ်တခြားအစုံတော်တော်လေးကိုမှကင်ဖို့ကောင်းပြီးတော့တကယ်ကို limited edition ဆိုတဲ့ feeling မျိုးတကယ် luxury phone ဆိုတဲ့ vibe မျိုးကိုရတယ်ပြီးတော့နောက်ထပ်သဘောကျစရာကသူ့ရဲ့အထက်က Tim သူ့ရဲ့အထက်က Tim လေးကကြတော့ပုံမှန် Redmi Tim တွေမဟုတ်တော့ဘဲနဲ့ Lamborghini style Tim ပုံစံလုပ်ပေးထားတာကားပုံလေးတွေ neon color design လေးဒီလိုမျိုး icon shape လေးလုပ်ပေးထားတာဆိုတော့တော်တော်လေးတော့ကြည့်ရတာလုံးဝ unique ဖြစ်တဲ့ပုံစံမျိုးနောက်တစ်ခုသတိထားမိတာတော့ဒါလေးတွေ့လာမလို့ဒါကျွန်တော်ဒါ K90 Pro Max Lamborghini edition မှာပါတဲ့ original case သူရဲ့ original case အပြင်ကိုသူအောက်မှာကြိုးလေးထည့်ထားပေးရဆိုတော့ကျွန်တော်တို့တွေဒီလိုမျိုးလေးဖုန်းလေးကိုယူသွားလို့ရတယ်ဒါသူ့ရဲ့သတိသာထင်ရှားတဲ့ဟာလေးတွေကာဗာတွေပြောင်းသွားတယ်ပြီးတော့ဖုန်း case လေးပါလာတယ်ကြိုးလေးပါတယ်ကြည့်ရတာတော်တော်လေးမိုက်တယ်ပြီးတော့ဖုန်းထဲမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီအာသွင်းကြိုးအာသွင်းကောင်းတွေအမဲလေးတွေဖြစ်ပြီးတော့ Lamborghini logo လေးတွေပါလာတယ်ပြီးတော့ Century ဆိုလို့ရှိရင်လည်း Lamborghini ကပ်ပုံစံလေးနဲ့ဒါ visiting ကပ်ပုံစံလေးထည့်ပေးထားတာဆိုတော့ပြောရမယ်ဆိုရင်ဒီ Lamborghini edition က performance တွေ display တွေဘာတွေကတိတ်ပြီးတော့ကွာတာတော့မရှိဘူးပြီးတော့သူ့ရဲ့ဒါ limited edition ဆိုတဲ့အတိုင်းပဲပြီးတော့ Lamborghini နဲ့ collaboration လုပ်ထားတာဖြစ်တဲ့အတွက် design တွေကအစတကယ်ကိုကြောက်ကြားဆန်ဆန်ကြည့်ရတာ unique ဖြစ်တယ်ကန်ရတာလည်း solid ဖြစ်တဲ့ design တွေပြီးတော့ဆွဲထားတဲ့ပုံစံတွေကတော်တော်လေးကိုမိုက်တယ် cover အစပေါ့နော်ကျွန်တော်ဒီ phone design အစုံတကယ် attention လို့ detail ဆိုတဲ့အတိုင်းပဲ detail လေးတွေကအစတော်တော်ကောင်းကောင်းလေးလုပ်ပေးထားတာပြောမနေနဲ့ဖုန်းဘူးတွေကအစတကယ်ကိုမိုက်ဆိုတော့ပြောမယ်ဆိုရင်တော့ဒီ Redmi K90 Pro Max ရဲ့ Lamborghini edition ကတော့ original နဲ့ရှင်မယ်ဆိုရင်တော့ကွာခြားတာတွေရော design တွေဘူးတွေပါတယ်အကုန်ကွာခြားပါတယ်ဆိုတော့ကိုလိုလိုဆိုရင်ရောဒီ original edition ကိုကြိုက်လား Lamborghini edition ကိုကြိုက်လားပြီးတော့ Lamborghini edition မှာဘယ်အချက်လေးတွေကိုပို့ပြီးတော့သဘောကျလဲအောက်က comment မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရပါအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အပြင်ကြော်ကြီးပါ Yangon Mobile Store